ခွေးကေဟာပိုင်ရှင်ဟာခွေးပေါက်လေးတစ်ကောင်မျက်စိမြင်တာကိုတီးသွားတဲ့အခါခွေးသားတက်ဆိုင်ကိုရောင်းပစ်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့ခွေးလေးကအန်ရယ်ကိုကြိုတင်ရိပ်မိပြီးစီးသွားချလိုက်တယ်ပြီးတော့ရတဲ့အခွင့်အရေးကိုတုံးပြီးထွက်ပြေးလွတ်မြောက်ခဲ့တာပေါ့။ဒါပေမဲ့ဝတ်ထူရဲ့လမ်းကသူ့အတွက်အရန်ခက်ခဲလုံးတော့မကြခင်မှာပဲပွဲချင်းထဲကိုကျသွားခဲ့ရတယ်။ခံကောင်းကျင်တော့ကောင်လေးတယောက်ကသူ့ကိုတွေ့သွားပြီးပွဲချင်းထဲကနေဆွဲတင်ကရေစင်စင်ဆေးပေးခဲ့တယ်။ကောင်လေးကအင်ကိုခေါ်သွားခြင်းပေမဲ့သူ့မိကခွေးမကြိုက်ဘူးပြအမေဖြစ်သူကခွေးလေးကိုမြေကြီးပေါ်ချထားခဲ့ပြီးကောင်လေးကိုအတင်းဆွဲခေါ်သွားတော့တာပဲလမ်းမှာတစ်လုံးကြီးတစ်လုံးကခံနေတော့မျက်စိမြင်တဲ့ခွေးလေးအတွက်ခီးဆက်ဖို့ခက်ခဲသွားပြီးကောင်လေးကလည်းအဝေးကြီးရောက်သွားပြီးမို့သူတော်တော်လေးအားငယ်သွားရှာတယ်။ဒါပေမဲ့ဒီခွေးလေးမှာထူးခြားတဲ့အနံ့ခံအာယုံရှိနေတာဗျ။သူဟာကောင်လေးနောက်ကနေအနံ့ခံပြီးတနေ့နဲ့တညလုံးလက်ရှာခဲ့ရမှာနောက်ဆုံးတော့ကောင်လေးရဲ့အိမ်ကိုရှာတွေ့သွားခဲ့တယ်။မနဲ့နိုးလို့ခွေးလေးကိုမြင်လိုက်ရတဲ့ကောင်လေးကတော့ပျော်မဆုံးဖြစ်သွားသလိုသူ့မိကလည်းခွေးလေးရဲ့ထက်မြက်မှုကိုသဘောကျသွားပြီးအိမ်မှာမွေးခွင့်ပေးလိုက်ပါတော့တယ်။ဒီလိုနဲ့ခွေးလေးစင်ပါဟာမိသားစုဝင်တစ်ယောက်ဖြစ်လာခဲ့တယ်။မကြခင်မှာပဲကောင်လေးဟာစင်ပါမှာအမြင်အာရုံပြဿနာရှိနေတာကိုသတိထားမိသွားတယ်။ဒီနေ့မှာမျက်မမြင်တယောက်နဲ့စကားပြောရင်းကနေမျက်စိမြင်တဲ့သူတွေဟာနားကြအာရုံပိုကောင်းတတ်တယ်ဆိုတာကိုသူသိလိုက်ရတယ်။အဲ့ဒီမှာတင်သူအကြံရသွားပြီးအဲ့ဒီနေ့ကစလို့ခေါင်းလောင်းလေးတစ်လုံးကိုတုံးပြီးစင်ပါရဲ့အကြားအာရုံကိုနေ့တိုင်းလေ့ကျင့်ပေးတော့တာပဲစင်ပါရဲ့အကြားအာရုံကလည်းတစ်နေ့ထက်တစ်နေ့ပိုပြီးထက်မြက်လာခဲ့တယ်။စင်ပါကြီးလာတဲ့ခါမှာတော့ကောင်လေးကသူ့မျက်စိကိုခွဲစိတ်ပေးချင်လာတယ်။ဒါပေမဲ့ခွဲစိတ်ခကယူပြီးငွေ2သိန်းတောင်ကုန်မှာဆိုတော့ကောင်လေးကခွေးပွင့်ရင်ပြိုင်ပွဲကိုဝင်ပြိုင်ဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒီနေ့ကစပြီးကောင်လေးကစင်ပါကိုပြိုင်ပွဲဝင်အတားအဆီးတွေကြားမှာလေ့ကျင့်ပေးခဲ့ရမှာစင်ပါရဲ့အချိန်ကလည်းတိတိတာတာတိုးတက်လာခဲ့တယ်။မကြခင်မှာပဲပြိုင်ပွဲနေ့ကိုရောက်လာခဲ့ပြီးကောင်လေးကခေါင်းလောင်းလေးကိုထုတ်လိုက်ပြီးစင်ပါသွားတော့လို့အမိန့်ပေးလိုက်တဲ့ကောင်လေးရဲ့လမ်းညွှန်မှုအောက်မှာစင်ပါဟာအတားအဆီးတိုင်းကိုအမှားယွင်းမရှိဖျက်ချော်ပြခဲ့လို့ပရိသတ်အားလုံးကဝိုင်းပြီးအားပေးကြတော့တာပေါ့နောက်ဆုံးမှာတော့စင်ပါဟာ26စက္ကန့်ဆိုရဲ့အန်သားစရာကောင်းတဲ့စံချိန်နဲ့အတူချန်ပီယံဆုကြီးကိုစုခူးသွားနိုင်ခဲ့ပါတော့တယ်